Bybit ကို2018ခုနှစ်မတ်လမှာ Benjo ကတည်ထောင်ခဲ့ပါတယ်။သူဟာ Forex လောကမှာအတွေ့အကြုံရင့်ကျက်တဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီးဈေးကွက်ထဲမှာတည်ငြိမ်ပြီးအသုံးပြုရလွယ်ကူတဲ့ crypto trading platform လိုအပ်ချက်ကိုသတိထားမိခဲ့တာကြောင့် Bybit ကိုထောင်ခဲ့တာပါ။ Bybit ဟာ Bitcoin, Ethereum, EOS နဲ့ Ripple လို cryptocurrencies တွေအတွက် perpetual contracts အမြဲတမ်းစာချုပ်တွေကိုအဓိကကုန်သွယ်ပေးတဲ့ platform တစ်ခုဖြစ်လာခဲ့ပါတယ်။အစပိုင်းမှာ Bybit ရဲ့ရုံးချုပ်ကစင်ကာပူမှာရှိခဲ့ပေမဲ့2022ခုနှစ်မှာဒူဘိုင်း UAE ကိုပြောင်းရွှေ့ခဲ့ပါတယ်။ဒူဘိုင်းဟာdigital ငွေကြေးနဲ့ပတ်သက်တဲ့စည်းမျဉ်းစည်းကမ်းတွေမှာတိုးတက်နေတဲ့နေရာတစ်ခုဖြစ်တာကြောင့် Bybit အတွက်တင့်တော်တဲ့နေရာဖြစ်ခဲ့ပါတယ်။2023ခုနှစ်မှာဆိုရင် Bybit ဟာကမ္ဘာနိုင်ငံပေါင်း160ကျော်မှာဝန်ဆောင်မှုပေးနိုင်ပြီးအသုံးပြုသူ15သန်းအထိရှိလာခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်၊တရုတ်နိုင်ငံ၊ကနေဒါနဲ့စင်ကာပူလိုနိုင်ငံတွေမှာတော့စည်းမျဉ်းကန့်သတ်ချက်တွေကြောင့်ဝန်ဆောင်မှုမပေးနိုင်ပါဘူး။ Bybit ရဲ့ထူးခြားတဲ့အင်္ဂါရပ်တွေကတော့စနစ်တကျစီမံထားတဲ့စွန့်စားမှုစီမံခန့်ခွဲမှုအယမ်းမြန်ဆန်တဲ့ order execution, နက်ရှိုင်းတဲ့ liquidity နဲ့စိတ်ကြိုက်ပြင်ဆင်လို့ရတဲ့ user interface တွေပါ API trading ကိုလည်းထောက်ပံ့ပေးထားတာကြောင့်အစပိုင်း trader တွေကနေအဆင့်မြင့် trader တွေထိအားလုံးအတွက်တင့်တော်ပါတယ်။ဒါပေမဲ့ Bybit ဟာစိန်ခေါ်မှုတွေလည်းကြုံခဲ့ရပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့ Federal စုံစမ်းရေးဗျူရို FBI ကမြောက်ကိုရီးယားဟာ crypto ငွေကြေးလဲလှယ်ရေးစင်တာ Bybit ကနေdigital ငွေကြေးတန်ဖိုးခန့်မှန်းခြေ1.5 ဘီလီယံခိုးယူမှုအတွက်တာဝန်ရှိကြောင်းပြောပါတယ်။ FBI ကဒီမြောက်ကိုရီးယားရဲ့အင်တာနက်ချိန်ချောက်မှုလှုပ်ရှားမှုကို trader လို့သတ်မှတ်ပါတယ်။ဒါဟာသမိုင်းမှာအကြီးမားဆုံး crypto ခိုးမှုဖြစ်ခဲ့ပြီး Bybit ဟာ82နာရီအတွင်း Galaxy Digital နဲ့ဝန်သားမှုလိုကုမ္ပဏီတွေစီကအရေးပေါ်ငွေကြေးရယူပြီးပြန်လည်ဖြည့်တင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒီနေ့မှာတော့ Bybit ဟာ crypto ဈေးကွက်ထဲမှာအဓိကကျတဲ့ player တစ်ခုအဖြစ်ဆက်ရှိနေပါတယ်။ Trading passive income product, NFT marketplace တွေအပြင်လုံခြုံရေးနဲ့စည်းမျဉ်းစည်းကမ်းတွေကိုဂရုစိုက်တဲ့ platform တစ်ခုအဖြစ်ဆက်လက်လုပ်ကိုင်နေပါတယ်။